တော်ရဲ့အရန်ချစ်ရတဲ့ညီလေးမျိုးကြီးရဲ့50ပြည့်မွေးနေ့မှာအညော်လေးနဲ့အဲ့ဒီငါတို့ခဏခဏမပြောအားလုံးသိတယ်ခုနကသူကြီးရဲ့ပြောတယ်ပေါ့ခဏခဏပြောတယ်ဟိုတော့ကိုနာတော်တွေကခဏခဏပြောကြမလို့ရပြီတော့တစ်ခေါက်ဆိုဒါဆိုရင်ဘာကြီးလို့ပဲခေါ်တော့ကျွန်တော်ဘာကြီးမျိုးကြီးရဲ့မွေးနေ့မှာတကယ်ကိုမျောလေးမဲနဲ့ပေါ့နော်ဒီဆိုရတယ်တကယ်တော့လေဒီပွဲကတကယ်ကိုထူးခြားတယ်နော်တို့တက်တဲ့ဒီလိုမျိုးပွဲဆိုတာပြန်မဖြစ်လာတော့ဘူးမဖြစ်လာတော့ဘူးဆိုတာဝမ်မက်ရှိုးတွေတော့ဖြစ်နိုင်တယ်ဒီလိုမျိုးအထိတ်အမဲ့ Golden Rock Night ဆိုတာမဖြစ်လာတော့ဘူးဟုတ်တယ်နော်ဒီမှာရောက်ရှိလာတဲ့လူတွေအားလုံးကတကယ်ကိုထူးဆန်းတဲ့လူသားတွေလို့ကျွန်တော်မှတ်ယူပါတယ်ကျွန်တော်နောက်ထပ်အနှစ်တရာမှာကျွန်တော်ဒီမှာရှိတဲ့လူတွေအားလုံးကျွန်တော်လောကကြီးကနေပြီးတော့ကျွန်တော်ကြောက်ခိုင်းသွားမှာဖြစ်ပါတယ်အဲ့ဒါလေးမိမနေပါနဲ့ဒီလိုတည်းနဲ့အမတ်တရားအနေနဲ့ကျွန်တော်ဂီတာနည်းနည်းလေးကလေးဆိုချင်ပါတယ်ကျွန်တော်တို့လောက်ထပ်ပြီးတော့ပြောဆိုချင်တယ်သုံးလေးတွေပါလို့ရှိရင်မီးလေးတွေဖွင့်ပြီးတော့ဒီစီးရမှတ်ရတယ်ကျွန်တော်ဗီဒီယိုရိုက်ချင်အစီအစဉ်တော့ဒီမီးလေးတွေပါဖွင့်နေလို့နည်းနည်းကူညီပေးပါဦး